他那对嘛，古的亲对的不多了他，亲那美丽个那古鲁吃的咩的，对嘛记吧？古那龙那里个弟弟家家一他啥啥里的嘞？အဲ့ဒီတချင်းလေးနဲ့ကိုလိုပိုင်းကအခမ်းပွဲတွေမှာကျော်ရည်ဖို့ရည်ရွယ်ထားတယ်။ကြပြသွင်းမှုလည်းစိတ်ကူးထားတယ်။အမှတ်တရအနေနဲ့ဦးဖြားဖြားထားဖို့ပေးတာ။ဒါဖြင့်ဒီတချင်းလေးရဲ့မူပိုင်ရှင်ဟာထားပေါ့နော်။ဟုတ်ပါတယ်ဗျာ။မောင်ရဲ့မူပိုင်ရှင်ဟာထားပါ။ဒါဆိုလေဒီတချင်းလေးကိုထားလွဲပြီးဆရာဘယ်သူနဲ့မှမဆိုရဘူးနော်။ထားလို့မင်္ဂလာပွဲကြမှာဆရာနဲ့ထားဆိုကြမှာခုဒီဆရာလို့ခေါ်လို့မလားထားရဲ့ဒါဖြင့်လူကမှလည်းရင်ဩကိုလားမောင်လားကိုလားမောင်လားဒါဖြင့်အားလုံးစုပြီးကိုမောင်ဆရာလို့ခေါ်မှလားရင်ဆရာဆရာကိုမောင်လို့ခေါ်